ကြာတာပရိနေ့မှာမွေတဲ့သူတွေမင်္ဂလာပါဒါကတော့ဇူလိုင်အတွက် message လေးပါကိုယ့်ရဲ့အတိတ်ပြစ်စုံပန်ပြီးတော့စကြဝဠာကြီးကနေကိုယ့်စီဘာတွေလာမလဲဆိုတာကြည့်ကြရအောင်အရင်ကတစ်ခါတလေတကယ်ကိုပင်ပန်းလွန်းတဲ့အထိစူးစမ်းခဲ့ရတာမျိုးရှိနိုင်တယ်တန်းနိုင်တွေနောက်လူတွေနောက်မနာတမ်းလိုက်ပြီးဘဝမှာရှေ့ကိုပဲတအားတွန်းတိုက်သွားခဲ့ရတယ်ပတ်စံရည်ရမှာအနေရရှိတာတွေလုပ်ခဲ့တာမျိုးရှိနိုင်တယ်တချို့ကအဆင်ပြေပေမဲ့တချို့ကတော့ကိုယ့်ကိုပင်ပန်းစေခဲ့တယ်အခြေရေးမှာလည်းနှလုံးသားကိုအယမ်းကာကွယ်ခဲ့တာဒါမှမဟုတ်ကိုတံမိုးကိုပြဖို့အတင်းကြိုးစားခဲ့တာမျိုးကကိုကိုပင်ပန်းစေခဲ့တယ်ကျမ်းမာရေးမှာစိတ်ဖိစီးမှုအေးရေးပြတ်တာခန္ဓာကိုယ်တင်းမာမှုတွေအလုံးပြနေခဲ့ပါတယ်အလောက်ကန်ရဆိုကိုဟာစစ်တီတော်ပါပဲဒါပေမဲ့ပင်ပန်းနွမ်းနယ်မှုတွေအတူပါလာခဲ့ပါတယ်ပစ္စုပန်မှာမိကကိုလက်ထဲမှာရှိနေပါပြီဒီဇူလိုင်လမှာကိုဟာခေါင်းဆောင်မှုစွမ်းရည်တွေကိုဝင်ရောက်နေတာပါကိုမှာအင်အားလွှမ်းမိုးမှုတွေအပြည့်ရှိနေပါပြီပတ်စံကိုတိုးပွားအောင်လုပ်နိုင်တယ်ဒါပေမဲ့အမြင်ရှိရှိနဲ့မှဖြစ်မှာပါမာနနဲ့တော့မရပါဘူးနော်အခြေရေးမှာရဲရင်တဲ့သူတယောက်ဝင်လာနိုင်ပါတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဆက်ဆံရေးမှာရင့်ကျက်တဲ့ခေါင်းဆောင်မှုမျိုးနဲ့ဥဆောင်ရပါမယ်အလောက်ကန်ရကိုကိုလူတွေတတိထားမိနေပါပြီကိုယ့်အတန်ကိုပညာရှိရှိသုံးပါကိုယ်ခန္ဓာအတွက်နားပါရေတက်ပြေဝအောင်နေပါပေးချင်တဲ့ message ကတော့ကိုကစွမ်းအားကြီးပေမဲ့ရည်ရွယ်ချက်ရှိရှိဥဆောင်ပါတယ်ပြီးတော့မကြခင်အနာဂတ်မှာတကယ်ကိုလိုအပ်နေတဲ့ကုစားခြင်းရောက်လာပါတော့မယ်မျှော်လင့်ချက်တွေပြန်ခံစားရပါလိမ့်မယ်ဘာကူမှအလင်းစလိုလှုပ်ရှားမလို့တော့ပါဘူးယုံကြည်လိုက်ယုံပါပဲပတ်စံကတည်ငြိမ်လာပါမယ်ဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်တည်ငြိမ်လာမှာပါအခြေရေးကပြန်ပေါင်းစည်းတာမျိုးဒါမှမဟုတ်နှက်ဆိုင်တဲ့ဆက်ဆံရေးအသစ်မျိုးကငြိမ်းချမ်းမှုကိုဆောင်ကျဉ်ပေးပါလိမ့်မယ်အလောက်ကန်ရကိုယ့်ရဲ့တကယ်စိတ်အားထက်သန်မှုကိုယ့်ရဲ့တကယ်လမ်းကြောင်းကစတင်လင်းလက်လာပါလိမ့်မယ်ပြီးအထူးသဖြင့်ကိုယ့်ရဲ့အိပ်စက်မှုနဲ့စိတ်ပိုင်းဆိုင်ရာဟန်ချက်ညီမှုတွေအားအင်တွေကတဖြည်းဖြည်းပြန်ကောင်းလာပါမယ်အနာဂတ်အတွက် message ကတော့ကိုယ့်ရဲ့ငြိမ်းချမ်းမှုရောက်လာပါပြီသူ့ကိုဝင်ခွင့်ပြုလိုက်ပါတဲ့ဒီလဟာပြန်လည်စတင်ခြင်းပါပဲဝိညာဉ်ရေးရာဟောစာတန်းတွေထပ်နားထောင်ခြင်းရင် follow လုပ်ထားဖို့မမေ့နဲ့အောင်နော်